ဇလန်ကိုဆမ်လို့ခေါ်တဲ့အမျိုးသားတယောက်နဲ့စတင်ထားပါတယ်။သူဟာထူးထူးဆန်းဆန်းပြီးလူသူကဲမဲ့နေတဲ့အဆောက်အုံကြီးတစ်ခုထဲမှာရုတ်တရက်နှူးလာခဲ့ပါတယ်။သူဘာကြောင့်ဒီနေရာကိုရောက်နေတယ်လဲဘလို့ရောက်လာတယ်လဲဆိုတာကိုဘယ်လို့မှစဉ်းစားလို့မရပါဘူး။အနီးနားမှာအပြာရောင်ဝတ်စုံတဲ့လူတယောက်ကိုတွေ့တော့လိုက်မေးပေမယ့်အဲ့ဒီလူကစကားမပြောဘဲထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီလူနောက်ကိုလိုက်ရင်းနဲ့ပဲဆမ်မှာဂျက်စီကာဆိုတဲ့အမျိုးသမီးတယောက်နဲ့မတော်တဆဆုံမိခဲ့ပါတယ်။ဂျက်စီကာကလည်းဆမ်လိုပါပဲ။သူမဘလို့ရောက်လာတယ်ဆိုတာကိုမှတ်မိခြင်းမရှိပါဘူး။သူတို့နှစ်ယောက်လုံးအထွေရှာမရတဲ့အခြေအနေမှာအတူတူပူးပေါင်းပြီးအပြင်ထွက်ပေါက်ကိုရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်။လျှောက်သွားရင်းနဲ့အခန်းတစ်ခုတည်းကအတန်ကြားလို့ဝင်ကြည့်လိုက်တဲ့အခါခုတစ်စအောက်မှာပုံနေစီလီယာဆိုတဲ့မိန်းကလေးငယ်လေးတယောက်ကိုတွေ့လိုက်ရပါတယ်။စီလီယာလေးကလည်းဘာမှမမှတ်မိသလိုအကြီးကျယ်ကြောက်လန့်နေပါတယ်။သူတို့သုံးယောက်သားဒီလျှို့ဝှက်ဆံပြတဲ့နေရာကနေထွက်ဖို့ပြင်းနေတော့မှဟဲရုတ်တရက်လူတယောက်ပေါ်လာပြီးဆမ်ကိုတတိလက်ထွားအောင်ရိုက်နေလိုက်ပါတော့တယ်။တတိလက်နေတဲ့ဆမ်ရဲ့စိတ်အာရုံထဲမှာအတိတ်ကအဖြစ်တစ်ခုပေါ်လာပါတယ်။အဲ့ဒါကတော့သူနဲ့သူ့ချစ်သူဆာရာတော့ကားမောင်းပြန်လာတဲ့မြင်ကွင်းပါ။ဆမ်မှာဆေးလိတ်တော့ဖို့မိကျစ်ကိုအရှာမှာမတော်တဆလွတ်ချမိသွားပါတယ်။အဲ့ဒီမိကျစ်ကိုကုန်းကောက်ဖို့ကြိုးစားရင်းလမ်းမပေါ်ကနေမျက်မှောင်ပြတ်သွားတဲ့အခိုက်အတန့်မှာပဲကြောက်မဲ့ကွာအောင်နဲ့မတော်တဆမှုတစ်ခုဖြစ်တော့မဲ့အရေးအယံကိုမြင်တွေ့လိုက်ရပါတယ်။ဆမ်ရဲ့စိတ်ထဲမှာပေါ်လာတဲ့အိမ်မက်ဆိုးကတော့လွန်ခဲ့တဲ့3နှစ်ကဖြစ်သွားခဲ့တဲ့ကားတိုင်မှုကြီးပါပဲ။အဲ့ဒီတုန်းကသူမိကျစ်ကောက်ဖို့အာရုံလွှဲမိတာအကောင်သူ့ရဲ့ချစ်သူဆာရာထေဆုံးသွားခဲ့ရပါတယ်။ဆမ်တတိပြန်ရလာတဲ့အခါမှာတော့သူတို့အုပ်စုထဲမှာရောဂျာနဲ့နဒါတို့ဆိုတဲ့လူသစ်တွေထပ်တိုးလာတာကိုတွေ့လိုက်ရပါတယ်။သူတို့အားလုံးဟာလည်းဆမ်တို့လိုပဲဘာကြောင့်ဒီနေရာရောက်နေလဲဆိုတာကိုမသိကြပါဘူး။ရောဂျာနဲ့နဒါတို့ဟာအချင်းချင်းစကားဖြတ်ပြောရာအနီးစကားများကြပြီးရန်ဖစ်လို့နေပါဖြစ်ခဲ့ကြပါတယ်။တကယ်တော့ဒီလိုအချက်အတဲထဲမှာအချင်းချင်းစီလုံးဟိုကအရေးကြီးဆုံးဆိုတာသူတို့သဘောပေါက်သွားပြီးပြန်လဲအင်းငင်းသွားခဲ့ပါတယ်။ရီရှယ်ကသူတို့ဘယ်လိုရောက်လာလဲဆိုတာကိုအဆက်ဖို့ချင်းလှုပ်ကြည့်လိုက်တဲ့အခါဗီတိုရီယာဒီယောဖဲမှတ်မိခြင်းငယ်လေးရှိနေပါတယ်။သူမဟာမရောက်ခင်က night club တစ်ခုမှာတငယ်ချင်းနဲ့အတူအရက်ပြင်းထန်တောင်းနေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့ဘာဖြစ်သွားတယ်လဲဆိုတာကိုလုံးဝမမှတ်မိတော့ပါဘူး။ငါတို့ကိုတယောက်ယောက်ကဆေးခတ်မိဒီကိုခေါ်လာလားဆိုတဲ့တန်တရားတွေဝင်လာပါတော့တယ်။ Charles ကအပြင်ကိုအကူအညီတောင်းဖို့ဖုန်းတွေထုတ်ခိုင်းပေမဲ့အားလုံးရဲ့ဖုန်းတွေဟာအားကုန်ပြီးပိတ်နေကြအပြင်လောကနဲ့လုံးဝအဆက်အသွယ်ပြတ်တောက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Victoria ဟာအပေါ်သွားခြင်းတဲ့ကြောင့်တန့်စင်ချမ်းရှာဖို့တယောက်တည်းထွက်သွားပါတော့တယ်။ Roger ကသူမနောက်ကိုလိုက်ခြင်းပေမဲ့ Victoria ကပြက်ပြက်သားသားငင်းဆိုပြီးတားမြစ်ခဲ့ပါတယ်။အမောင်တုံးဖုတ်ဆွားနေတဲ့အဆောက်အုံကြီးထဲမှာ Victoria တယောက်တည်းထွက်သွားတာဟာဘေးကင်းပါမလား။သူတို့တကယ်တမ်းဆေးခတ်ပြီးပြန်ပေးဆွဲခံတာလား။ဒါမှမဟုတ်ပိုပြီးကြောက်မဲ့ကွာအောင်နဲ့လျှို့ဝှက်ဆန်းပြတစ်ခုခုရှိနေတာလား။ Victoria တယောက်တန့်စင်ချမ်းတဲ့ကိုရောက်တဲ့အခါဘေးကအခန်းထဲမှာမူးယစ်ဆေးသုံးနေတဲ့ထူးဆန်းတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရပါတယ်။ Victoria ကိုယ်တိုင်ကလည်းဆေးဆွဲသူချင်းဒီကြောင်အဲ့ဒီအမျိုးသမီးကန့်လန့်သွားတဲ့ဆေးထိုးရကိုညှင်းဖို့ခက်ခဲနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးဟာမျက်စိသမိတ်ထန်မှာပဲကြောက်မဲ့ကွာအောင်နဲ့တတဝါဆိုးကြီးတစ်ခုဖြစ်ပြောင်းလဲသွားပြီး Victoria ကိုစတင်တိုက်ခိုက်ပါတော့တယ်။ Victoria ရဲ့အော်ဒန်တောင်အားလုံးအပြေးလွှာရောက်လာကြပြီမဲ့တန့်စင်ချမ်းတဲ့မှာတော့ဘသူကမှမတွေ့တော့ပဲ Victoria တယောက်အစအနက်မရှိပျောက်ကွယ်သွားခဲ့ပါပြီ။ဒီနေရာကတကယ်တော့ Andy ရဲ့ရှိမှန်ထိသွားတဲ့သူတို့ဟာအပြင်ထွက်ပေါက်ကိုဆက်ရှာရင် Daniel ဆိုတဲ့လူတယောက်ကိုထပ်တွေ့ခဲ့ပါတယ်။အားလုံးကသူ့ကိုလူသစ်အဖြစ်လက်ခံဖို့ကြိုးစားပေမဲ့စီလီယာလေးကတော့ Daniel ရဲ့မျက်နှာကိုမြင်တာနဲ့တကိုယ်လုံးတုံရင်ပြီးအကြီးကျယ်ထိတ်လန့်သွားခဲ့ပါတယ်။ Daniel ဆိုတဲ့လူဟာသူတို့ထင်သလိုရိုးသားတဲ့လူရောဟုတ်ရဲ့လား။စီလီယာလေးကတော့သူ့ကိုဘာကြောင့်ဒီလောက်တောင်ကြောက်နေရတာလဲ။ Roger ကပတင်းပေါက်ကိုပိတ်ထားတဲ့တစ်ပြားတွေကိုခွာပြီးထွက်ပြေးဖို့ကြိုးစားပါတယ်။သူတို့ဘလောက်အမြင့်မှာရောက်နေလဲဆိုတာသိဖို့ Sam ကဖန်ဘူးလင်းသလုံးကိုအပြင်ကိုပစ်ချလိုက်ပြီးမယ်။ဘာအတန်မှပြန်မကြားရတာကြောင့်သူတို့ဟာမယုံနိုင်ကြလောက်အောင်အမြင့်မားတဲ့အဆောက်အုံကြီးတစ်ပေါ်မှာရောက်နေမှန်းသိလိုက်ရပါတယ်။ Roger ကစူးစမ်းလိုစိတ်နဲ့လက်ကိုအပြင်ထုတ်ကြည့်တဲ့အခါမှာတော့အပြင်အမောင်တွေကတဆုံတစ်ခုကသူ့လက်ကိုရက်ရက်ဆက်ဆက်တိုက်ခိုက်လိုက်ပါတော့တယ်။ဒဏ်ရာရသွားပြီးစိတ်ပြတ်သွားတဲ့ Roger ဟာမင်းတို့ဒီမာတဲ့ပလင်းတွေပစ်ချပြီးထိုင်ဆောင်နေကြလို့အော်ဟစ်ပြီးအားလုံးကိုထားခဲ့ပြီးတယောက်တည်းထွက်ပေါက်ရှာဟိုထွက်သွားပါတော့တယ်။ပဒင်းပေါက်ကလည်းအန်ဒီရဲ့ရှိမှန်းသိသွားတဲ့အတွက်ကျန်တဲ့လူတွေဟာအုပ်စုနှစ်စုခွဲပြီးထွက်ပေါက်ရှာဟိုဆုံးဖြတ်လိုက်ကြပါတယ်။ Sam, Jessica, Celia နဲ့ Nada တို့ကတပွဲCharles, Rachel နဲ့ Daniel တို့ကတပွဲခွဲသွားခဲ့ကြပါတယ်။ Charles တို့အုပ်စုဟာလျောက်သွားရင်နဲ့ဓာတ်လာကရန်တကားတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ Charles ကဓာတ်လာကရန်တကားကိုအတင်းဆွဲဖွင့်ဖို့ကြိုးစားနေတော့မှ Rachel က Charles ရဲ့လက်ပေါ်က Mickey Mouse တတူကိုသတိထားမိသွားပါတယ်။အဲ့ဒီတတူကသူမကိုနာကျင်စရာကောင်းတဲ့အတိတ်ဆိုးကြီးကိုပြန်လဲအမှတ်ရစေခဲ့ပါတယ်။တကယ်တော့ Charles ဟာ Rachel ငယ်စဉ်ကသူမကိုဖျားယောင်းသွေးဆောင်ပြီးအဒမ်းမပြုခဲ့တဲ့ကာမရာဇဝတ်ကြီး Charles ဖြစ်နေတာပါ။အဲ့ဒီတတူကသူ့ကိုမှတ်မိသွားတဲ့တသေးပါ။ Rachel ဟာထိတ်လန့်တုန်လှုပ်စွာနဲ့သူမရဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့လူယုံမာကြီး Charles စီကနေဝေးရာကိုပြေးထွက်သွားပါတော့တယ်။
ဒန်နီယယ်ကဘာဖြစ်တာလဲလို့မေးပေမဲ့ချားစ်ကတော့ဘာမှပြန်မပြောဘဲနှက်စိတ်နေခဲ့ပါတယ်ထူးထူးဆန်းဆန်းတစ်ခုခုရှိနေပြီဆိုတာသိလိုက်တဲ့ဒန်နီယယ်ကရီရှယ်နောက်ကိုလိုက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းအုပ်စုခွဲပြီးတယောက်တည်းထွက်သွားတဲ့ရော်ဂျာတယောက်အမှောင်ထဲမှာလျောက်သွားရင်းနဲ့အဝတ်အစားမပါတဲ့ထူးဆန်းတဲ့အမျိုးသမီးအစုနဲ့ထိတ်တိုက်တိုးတော့သွားပါတယ်ရော်ဂျာတယောက်ဘာမှတုံ့ပြန်ချိန်မရခင်မှာပဲအဲ့ဒီအမျိုးသမီးတွေဟာရော်ဂျာကိုနေရာမှာတင်ဝိုင်းဝန်းတက်ဖြတ်ပစ်လိုက်ပါတော့တယ် ရောဂျာကိုတတ်လိုက်တဲ့အမျိုးသမီးတွေဟာတကယ်တော့တခြားသူတွေမဟုတ်ပါဘူးသူတို့ဟာရောဂျာရဲ့အတိတ်ကတားကောင်တွေပဲဖြစ်ပါတယ်ရောဂျာဟာအမျိုးသမီးများစွာကိုရက်ရက်ဆက်ဆက်တတ်ဖြတ်ပြီးသူမတို့ရဲ့ရုပ်အလောင်းတွေကိုသူ့ရဲ့ယွန်းရှာဖွယ်ကောင်းတဲ့စိတ်အလိုရာမှတ်တဲ့အတွက်အတုံးချခဲ့တဲ့လူသားသမားတစ်ယောက်ပါအခုတော့အဲ့ဒီဝိညာဉ်တွေဟာသူတို့ခံခဲ့ရတဲ့နာကျင်မှုတွေအတွက်ရောဂျာကိုပြန်လဲလက်စားချပြီးတရားမျှတမှုကိုသူတို့ဘာသာဖော်ဆောင်လိုက်ကြပါပြီတစ်ဖက်မှာလည်းဆမ်ဂျက်စီကာစီလီယာနဲ့နာဒါတို့ဟာလမ်းပိတ်နေတဲ့အတွက်ကျင်းမြောင်းတဲ့စင်ကြောင်းလမ်းလေးလက်ကိုတယောက်ပြီးတယောက်တိုးဝင်ခဲ့ကြတယ်အားလုံးဖြတ်သွားပြီးတဲ့နောက်ဆုံးမှကြံခဲ့တဲ့နာဒါဟာစင်ကြောင်းလမ်းအစုံမှာကလေးငယ်တယောက်ရက်နေတာကိုတွေ့လိုက်ရပါတယ်ကလေးကိုစိတ်ပူပြီးပြေးအကြည့်မှတော့အဲ့ဒီကလေးဟာပျောက်ကွယ်သွားပြီးကြောက်စရာကောင်းတဲ့တတ္တဝါကြီးအကောင်အထိပြောင်းလဲသွားပါတော့တယ်နာဒါဟာပုံအောင်ဖို့စူးစမ်းရင်းနဲ့ထူးဆန်းတဲ့အမျိုးသမီးတယောက်နဲ့ထိတ်တိုက်တိုးပါတယ်အဲ့ဒီအမျိုးသမီးဟာတခြားသူမဟုတ်ပဲတေဆုံးသွားတာကြာပြီထူးတဲ့သူမရဲ့သမီးလေးမီရှာထီနေပါတယ်အဲ့ဒီအချိန်မှာပဲနာဒါရဲ့နောင်တဲ့တွေဟာအတိတ်ဆိုးကြီးပေါ်လာပါတော့တယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနာဒါဟာလူမျိုးတွေခွဲခြားတာတဲ့တယောက်ဖြစ်ပြီးသူ့သမီးလေးလူမဲအမျိုးသားတယောက်နဲ့ချစ်သူထင်းနေလာကိုလက်မခံနိုင်ခဲ့ပါဘူးသမီးဖြစ်သူကသူမချစ်တဲ့သူကိုလမ်းခွဲဖို့ညှင်းဆန်တာကြောင့်ထိုးသားအလေးလေးထွက်နေတဲ့နာဒါဟာသမီးဖြစ်သူကိုပါးရိုက်လိုက်မိပါတယ်အချိန်နဲ့လီကောက်ဘောကနေလိန်ကြားသွားတဲ့မီရှာဟာသူ့မျက်စီရှေ့မှာနဲ့အထက်ပြောက်သွားခဲ့ရတယ်အခုတော့ဒီအဆောက်အဦကြီးဟာသူတို့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကိုပြန်လဲရင်ဆိုင်ခိုင်းနေတဲ့ငရဲခန်းတစ်ခုလိုဖြစ်နေပါပြီ။နာဒါဟာသူ့ရဲ့မှားယွင်းတဲ့လူရဲ့ချောင်းသမီးဖြစ်သူရဲ့အသက်ကိုဆုံးရှုံးခဲ့ရတာအပြင်သူမရဲ့ချစ်သူကိုပါလူသက်သမားဖြစ်မဟုတ်မမှန်ဆွတ်ကွယ်ပြီးထောင်ထဲပို့ခဲ့တာပါ။အခုတော့မီရှာရဲ့ဝိညာဉ်ဟာသူမရဲ့ချစ်သူအတွက်တရားမျှတမှုကိုတောင်းဆိုရင်းနာဒါကိုသူ့ရဲ့အဖြစ်သူအတွက်ကိုအဆုံးစီရင်မှုဖိအားပေးပါတော့တယ်။နာဒါဟာလည်းနောင်တဲ့လူနဲ့အတူသမီးဖြစ်သူရဲ့စန္ဒအတိုင်းလေပင်ကျိုးဆွဲချဖို့သဘောတူလိုက်ပါတယ်။သူဟာနောက်ဘဝမှာလူမျိုးနဲ့ခွဲခြားမှုတွေလုံးဝမလုပ်တော့ပါဘူးလို့ကတိပေးရင်ကျိုးကွင်းစွတ်လိုက်တဲ့အချိန်မှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကြောင့်အရာအလုံးကရုတ်တရက်ပျောက်ကွယ်သွားပါတော့တယ်။နာဒါတယောက်ဘာဖြစ်သွားမှမသိပဲကြောင်အမ်းပြီးဖြစ်နေသောကြောင့်ကပဲတောက်ဖက်မှာလဲဆမ်နဲ့ဂျက်စီကာတို့ဟာနာဒါပျောက်သွားတာကြောင့်အော်ဟစ်ရှာဖွေနေကြပါတယ်။အဖြစ်မရတာကြောင့်နာဒါလည်းတခြားသူတွေလိုပဲတယောက်တည်းခွဲထွက်သွားပြီလို့ယူဆပြီးဆမ်ဂျက်စီကာနဲ့စီလီယာတို့၃ယောက်ဟာခရီးဆက်ခဲ့ကြပါတယ်။သူတို့ဟာသွေးဆွဲနေတဲ့အခန်းထဲကိုရောက်သွားပေမဲ့ဘာတဲလွန်စာမှရှာမတွေ့ခဲ့ပါဘူး။ခရီးဆက်ဖို့ပြင်လိုက်တဲ့အချိန်မှာတော့ဆမ်မျက်လုံးဟာဂျက်စီကာဆွဲထားတဲ့လေဆွေးလီစီကိုရောက်သွားပါတယ်။အဲ့ဒီလေဆွေးထဲမှာတော့အမျိုးသားကြောက်ရဲ့တပ်ပံပါရှိနေပါတယ်။ဂျက်စီကာကဒီလေဆွေးကိုဘာလို့တလုံးတန်ဖိုးထားနေတာလဲ။အထက်ကဓာတ်ပုံတွေကလူကောဆမ်တို့နဲ့ဘလို့ပတ်တန်နေတာလဲ။ဆမ်ကလေဆွေးတွေကဓာတ်ပုံကိုမေးတဲ့အခါမှာတော့ဂျက်စီကာကဒါဟာလွန်ခဲ့တဲ့3နှစ်ကကားတိုက်မှုနဲ့တေဆုံးသွားခဲ့တဲ့သူမရဲ့ခင်မင်ဂျေဆန်ဖြစ်ကြောင်ပြောပြပါတယ်။ဆမ်တယောက်ဆွန့်အားသွားပါတော့တယ်။ဘာလို့လဲဆိုတော့သူဒီအဆောက်အဦထဲမှာပထမဆုံးတွေ့ခဲ့တဲ့အပြာဆွေဆွတ်တဲ့လူဟာဂျေဆန်ဖြစ်နေလို့ပါပဲ။ဆမ်ရဲ့အတိတ်ကကားတိုက်မှုဂျက်စီကာရဲ့ခင်မင်တေဆုံးမှုဒီအချက်အားလုံးကတစ်ချိန်နဲ့တနေရာထဲမှာစုံမဲ့တကုတ်ကိုရှိနေပါတယ်။ဒါဟာတိုက်ဆိုင်မှုမဟုတ်တော့ပါဘူး။သူတို့နှစ်ယောက်ဒီနေရာကထူးဆန်းနေပြီဆိုတော့ကိုဆွေးနွေးနေတုံးကြောင်းကပဲတတ်တော်ဝါစိုးကြီးတကောင်ကပဒင်းပေါက်ကနေခုံဝင်းပြီးဆမ်ကိုတိုက်ခိုက်ပါတော့တယ်။ကန်ကောင်းထောက်မှကြွားဂျက်စီကာရဲ့လီမြတ်နဲ့တုံ့ပြန်မှုကြောင့်ဆမ်အသက်ဘေးကလွတ်မြောက်သွားပါတယ်။ဆမ်ဟာဒီနီယာဟာအစစ်အမှန်ကဘာမဟုတ်တော့ပဲတခြား dimension တစ်ခုခုဒါမှမဟုတ်ဝိညာဉ်လောကဖြစ်နိုင်တယ်လို့အခိုင်အမာယူဆလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲတဆုံတယောက်ကကူနီတောင်းဆန်ကိုကြရာကြားလိုက်တာတွားကြည့်တဲ့အခါမှာတော့ဒန်နီယယ်ရှစ်မှာဒူးထောက်တောင်းပန်နေတဲ့သူစိန်တယောက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူဟာအကတိလိုက်စားမှုတွေအကြီးကျယ်ကျူးလွန်ပြီးလူများစွာကိုဒုက္ခပေးခဲ့တဲ့လူကြောင့်ကိုဒန်နီယယ်ကသိနေပါတယ်။ဒန်နီယယ်ရဲ့မျက်နှာဟာယွန်ရှာဆက်ဆွန်မှုတွေနဲ့ပြည့်နေနေပါတယ်။လောဘဇောတက်တဲ့လူတွေကိုအဆုံးစီရင်ဟိုဘေးကတတ်တော်ဝါကြီးကိုအမိန်ပေးကအဲ့ဒီလူကိုရက်ရက်ဆက်ဆက်တပ်ဖြတ်ပစ်လိုက်ပါတယ်။ဒန်နီယယ်ဟာတာမန်လူတယောက်မဟုတ်ပဲဒီနေရာကတတ်တော်ဝါတွေကိုစေယုံကောင်းနိုင်တဲ့လူမှန်တီးသွားတဲ့ဆမ်တို့၃ယောက်ဟာတတိမထားမိအောင်နောက်ကိုဖြည်းဖြည်းချင်းဆုတ်ခွာပြီးထွက်ပြေးဖို့ကြိုးစားကြပါတော့တယ်။ဒန်နီယယ်ကတော့သူတို့ရဲ့အပိတွေကိုသိနေစားပြီလား။သူဟာဒီငရဲကန်းရဲ့တရားသကြီးလား။ ဒန်နီယယ်ဟာသူတို့ရှိနေတာကိုသိသွားပြီးနောက်မှာတော့ဆမ်တို့၃ယောက်ဟာအမောင်ထဲမှာအသေးအံထွက်ပြေးကြရတော့ပါတယ်။ဂျက်စီကာကစီလီယာလေးကိုဘေးကင်းရမှာခဏဝှက်ထားဖို့အကြံပေးပါတယ်။သူတို့ဟာအ
အထက်နှင့်ကိုအဝတ်အညစ်ကြေးတွေပို့ဆောင်တဲ့ဝန်ဆောင်မှုဓာတ်လေကအသေးစားလေးတစ်ခုကိုတွေ့သွားပြီးစီလီယာကိုအဝတ်စားတွေနဲ့ပတ်ပြီးအထဲမှာခဏပုံခိုင်းထားခဲ့ပါတယ်။ဒါပေမဲ့ဒန်နီယယ်ကတော့သူတို့ဘယ်မှရှိလဲဆိုတာကိုအတိအကျသိနေတယ်လို့ပါပဲ။ဒန်နီယယ်ဟာဓာတ်လေကားတကားကိုရက်ရက်ဆက်ဆက်ဖွင့်ချလိုက်ကကြောင်စီလီယာလေးဟာအောက်ထပ်ကိုပြုတ်ကျသွားပါတော့လေ။စီလီယာလေးအတော့စိုးရင်ပြီးဂျက်စီကာတယောက်ဖြီးမစင်းနိုင်အောင်ငိုကြွေးနေပေမဲ့ဆမ်ကတော့စိတ်ကိုထိန်ပြီးသူမကိုနှစ်သိမ့်ပေးခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာအောက်ထပ်ကိုဆင်းဖို့လေကားကိုအသေးအထန်လိုက်ရှာကြပါတယ်။တစ်ဖက်မှာလည်းအောက်ထပ်ကိုပြုတ်ကျသွားတဲ့စီလီယာလေးဟာမထင်မှတ်ပဲရုပ်မာတဲ့ Charles နဲ့တွားတိုးပါတော့တယ်။ Charles ဟာအချင်းအောင်တိုင်ကူညီချင်းအောင်ဆောင်ပြီးစီလီယာလေးကိုလူသူကင်းဝေးရာစီဖျားယောင်းခေါ်ဆောင်ဖို့ကြိုးစားပြန်ပါတယ်။စီလီယာလေးဟာအန်ဒီယရှိမှန်တိသွားချိန်မှာတော့အတိတ်က Charles ရဲ့တားကောင်ဖြစ်ခဲ့ရတဲ့ Rachel ဟာအချိန်မီရောက်ရှိလာပြီးစီလီယာကိုကယ်တင်လိုက်ပါတော့တယ်။ Rachel ဟာနာကျင်စရာအတိတ်တွေအတွက် Charles ကိုတပ်ပစ်ဖို့ပြင်းနေတော့မှာပဲ Sam, Jessica နဲ့ Daniel တို့ပါရောက်ရှိလာကြပါတယ်။လွတ်လန်းမရှိတော့တဲ့ Charles ဟာနောက်ဆုံးမှာတော့ Rachel ရဲ့ရှေ့မှာဒူးထောင်ပြီးသူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်ငိုယိုတောင်းပန်ပါတော့တယ်။ငါမှားခဲ့ပါတယ်လို့ဝန်ခံနေတဲ့ Charles ရဲ့တောင်းပန်စကားတွေက Rachel ရဲ့ဘဝတစ်လျှောက်လုံးခံစားခဲ့ရတဲ့ဒဏ်ရာတွေကိုကုစားပေးနိုင်ပါမလား။ပြီးတော့ Daniel ကဒီလူရုပ်မာကိုဘလို့အပိတံမျိုးပေးအောင်မလဲ။ Charles ဟာသူ့ရဲ့ယွန်ရှာဖွယ်ကောင်းတဲ့လူရက်တွေဟာသူ့ဘဝကိုဖျက်ဆီးခဲ့တဲ့စိတ်ယောဂတစ်ခုကြောင့်ဖြစ်ရတာပါလို့စင်ကြီးပေးကဝန်ခံခဲ့ပါတယ်။သူဟာအကျွဲရောက်ပြီးသားအမျိုးသမီးတွေကိုလုံးဝစိတ်မဝင်စားနိုင်ပဲကလေးတွေကိုပဲစိတ်ဝင်စားမိတဲ့အခြေအနေကိုသူကိုယ်တိုင်လည်းမုန်းတိမိကြောင်းပြောပြခဲ့ပါတယ်။ Rachel ဟာ Charles ကိုတပ်ပစ်ဖို့ဒါမှမဟုတ်ခွင့်လွတ်ဖို့ဝေခွဲမပြရှိနေချိန်မှာပဲ Daniel ရဲ့တကက်အခန်းကဏ္ဍကစတင်လာပါတော့တယ်။ Daniel ဟာ Rachel ရဲ့စိတ်ကိုအသုံးပြုပြီး Charles ကိုတပ်ပစ်ဖို့တိုက်တွန်းပါတော့တယ်။မင်းသားအခုအပြတ်မရှင်းလျင်နောက်ထပ်ကလေးပေါင်းများစွာထပ်ပြီးတားကောင်ဖြစ်ရအောင်ပါလို့ပြောပြီး Rachel ရဲ့ဒေါသကိုစွာပေးခဲ့ပါတယ်။ Sam က Rachel ကိုလူသားများတယောက်မဖြစ်စေချင်လို့တားမိပြီးမြဲ Daniel ကတော့ Sam ကိုဝတ်မပါဟုဟန်တားခဲ့ပါတယ်။နောက်ဆုံးမှာတော့ Rachel ဟာ Daniel ရဲ့မြောက်ပေးမှုအောက်မှာ Charles ကိုခွင့်မလွတ်နိုင်ပဲတတ်ဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့ Charles တေဆုံးပြီးနောက်မှာတော့ Rachel ကိုယ်တိုင်လည်းထူးဆန်းတဲ့တတဝါတွေရဲ့ဖန်ဆီးခေါ်တုံခြင်းကိုခံလိုက်ရပါတော့တယ်။အသေးအတန်ပုံအောင်ရင်းနဲ့ Sam ဟာ Daniel ရဲ့အပြုတ်မှုတွေကိုစတင်တန်တရားဝင်လာပါတယ်။ Daniel ရဲ့တကယ်အပြစ်တက်မှာက Celia မဟုတ်ပဲသူနဲ့ Jessica ကိုနှစ်ယောက်ဖြစ်နေပါကိုရိပ်မိသွားပါတယ်။ဒါကြောင့် Celia ကိုဘဗျူးတစ်ခုထဲမှာဝှက်ထားကြပြီမဲ့ Daniel ကသူတို့ကိုအလွယ်တကူပဲရှာတွေ့သွားပြီးအားအိမ်ကုန်စင်လိုက်ပါတော့တယ်။ဒေါသတကြီးနဲ့ Jessica က Daniel ဆိုတာဘသူလဲလို့မေးလိုက်တာအခါမှာတော့အားလုံးကိုတုံလုတ်သွားစေမဲ့အမှန်တရားပေါ်လာပါတယ်။ Daniel ဟာတာမန်လူတယောက်မဟုတ်ပါဘူး။သူဟာငရဲတံကိုစောင့်ကြံနေတဲ့ Mixer Demon တယောက်ဖြစ်နေတာပါ။ဒီအစော်ဦးကြီးဟာကမ္ဘာလောကနဲ့ငရဲပရိကြားကကြားကန်နေတာဖြစ်ပြီး Daniel ကတော့အပြစ်သားတွေကိုသူတို့ရဲ့အပြစ်အတိုင်းစီရင်ဖို့စောင့်ကြိုနေတာပဲဖြစ်ပါတယ်။ Daniel ရဲ့တက္ကတာဝန်ကတော့အပြစ်ဝန်ထုတ်ကြီးမားတဲ့ဝိညာဉ်တွေကိုစုဆောင်းဖို့ပါ။ Victoria ကတော့တောက်စားမှုရဲ့မှုကြောင့် Roger ကတော့လူတက်မှုနဲ့ကာမဂုဏ်လိုက်စားမှုကြောင့် Charles ကတော့ကလေးသူရဲ့ဘောကျူးလွန်မှုကြောင့်ဒီကိုရောက်ရှိလာကြပါတယ်။ Daniel ဟာသူတို့ကိုနောင်တမဲ့ကြမလားလို့ဒါမှမဟုတ်အပြစ်ကိုဆက်ကျူးလွန်မလားဆိုတဲ့စမ်းသပ်မှုတွေပေးလိရှိပါတယ်။တကယ်တော့ Daniel ဟာသူတို့ကိုအမောင်လမ်းလိုက်သို့တွန်းအားပေးပြီးသူတို့ရဲ့ဝိညာဉ်တွေကိုမိစ္ဆာအစီခံတွေပြောင်းလဲပြရတာဟုပို့သဘောကျပါတယ်။အခုတော့ Sam ရဲ့အလေရောက်ရှိလာပါတော့တယ်။ Sam ရဲ့အပြစ်ကတော့လွန်ခဲ့တဲ့3နှစ်ကမစင်မချင်းကားမောင်းမှုကြောင့်ဖြစ်ပွားခဲ့တဲ့မတော်တဆမှမတော်တာလို့ပါ။အဲ့ဒီမတော်တဆမှာ Sam ရဲ့ Risa Sarah တေဆုံးရယုံတင်မကတစ်ဖက်ကားကမောင်းလာတဲ့ Jessica ရဲ့ခင်ပွန်း Sam မှာတေဆုံးခဲ့ရပါတယ်။ပိုပြီးစိတ်မကောင်းစရာကတော့ Jessica ဟာအဲ့ဒီအချိန်မှာကိုဝင်ရှိနေပြီးကားတိုက်မှုကြောင့်ကလေးပါဆုံးရှုံးခဲ့ရတာပါ။ Sam ရဲ့မိချစ်တစ်ခုကောက်လိုက်တဲ့ခဏတာအာယုံတွေမှုက Jessica ရဲ့ဘဝတစ်ခုလုံးနဲ့မိသားစုပျော်ရွှင်မှုတွေကိုပြကျစေခဲ့ပါတယ်။ဒီအမှန်တရားကိုတီးလိုက်တဲ့အချိန်မှာ Jessica ဟာအကြီးကျယ်တုန်လှုပ်သွားပါတော့တယ်။သူမဘေးနားမှာအားကိုးခဲ့တဲ့ Sam ဟာသူမရဲ့ခင်ပွန်းနဲ့ကလေးကိုတီးစေခဲ့သူဖြစ်နေတာကိုမယုံနိုင်အောင်ဖြစ်နေရပါတယ်။ Sam ဟာမျက်ရည်တွေနဲ့အတူသူ့အမားကိုဝန်ခံပြီးသူမကိုတောင်းပန်ခဲ့ပါတယ်။ဒါဟာရည်ရွယ်ချက်ရှိလုပ်ခဲ့တာမဟုတ်ပေမဲ့ပေးဆက်လိုက်ရတဲ့တန်ဖိုးကတော့ကြီးမားလွန်ပါတယ်။ Daniel ဟာ Jessica ရဲ့ဒိုးသားကိုအသုံးပြုပြီး Sam ကိုတတ်ပစ်ဖို့ထပ်ပြီးမြှက်ပင်အောင်မလား။ Rachel လိုပဲလက်စားချေမှုကိုရွေးချယ်ပြီးဝိညာဉ်ကိုအနှံမလားဒါမှမဟုတ်မဖြစ်နိုင်တဲ့ခွင့်လွှတ်ခြင်းကိုရွေးချယ်ပြီးဒီငရဲခန္ဓာကလွတ်မြောက်မလားဆိုတာစက်သိမ်းပိုင်းမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။
Daniel ဟာနောက်ဆုံးအချိန်ထိ Jessica ရဲ့ဒေါသကိုစွပေးပြီး Sam ကိုတပ်ပစ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ Jessica ဟာသူမ Kenwan Jason ရဲ့တည်ဆုံမှုကိုလက်ခံနိုင်ခဲ့ပြီးဒီမတော်တဆမှုဟာ Sam တမန်လက်ခဲ့တာမဟုတ်ဘူးဆိုတာနားလည်သွားပါတယ်။သူမဟာအမုန်းထက်ဖို့ခွင့်လွှတ်ခြင်းကိုပဲရွေးချယ်လိုက်ပါတော့တယ်။ငါတို့ကိုခွင့်လွှတ်တယ်လို့ Jessica ပြောလိုက်တဲ့အချိန်မှာတော့ Daniel ရဲ့အကြံစီအားလုံးပျက်စီးသွားမှာတော့တယ်။သူနဲ့ကြားမှာအမုန်းထက်တွေနဲ့အပြစ်တွေမရှိတော့တဲ့အခါမှာမိန်းကလေးငယ်လေးစီလီယာရဲ့ပုံစံအစ်စ်ပေါ်ထွက်လာပါတယ်။စီလီယာဟာတာမန်ကလေးတယောက်မဟုတ်ပဲအလင်းရောင်တွေကိုပိုင်ဆိုင်ထားတဲ့ကာကွယ်စောင့်ရှောက်သူတယောက်ဖြစ်ပါတယ်။သူမဟာမိတ်ဆာ Daniel ကိုအလွယ်တကူပဲနှိမ်နှင်းကြီးအဝေးကိုခေါ်တုံသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အန်အောစရာကောင်းတဲ့အမှန်တရားတစ်ခုပေါ်လာပါတယ်။စီလီယာဆိုတာတကယ်တော့လွန်ခဲ့တဲ့3နှစ်ကကားတိုက်မှုမှာတေဆုံးခဲ့တဲ့ Jessica ရဲ့မမွေးဖွားလိုက်ရတဲ့သမီးလေးရဲ့ဝိညာဉ်အေးပဲဖြစ်ပါတယ်။သူမဟာအဖြစ်ကင်းစင်တဲ့ဝိညာဉ်ဖြစ်လို့မိခင်ဖြစ်တဲ့ Jessica ကိုကယ်တင်ခြင်းနဲ့ဆန္ဒကြောင့်ဒီကြားကနေတာကိုရောက်ရှိလာခဲ့တာပါ။ Jessica ဟာသူမမကာကွယ်နိုင်ခဲ့တဲ့သမီးလေးကိုပြန်တွေ့ရလို့မျက်ရည်မစင်နိုင်အောင်ဖြစ်ခဲ့ရပေမဲ့စီလီယာလေးကဒါဟာဖျားသခင်ဖန်တီးထားတဲ့ကံကြမ္မာသာဖြစ်ကြောင်းမိခင်ကိုခွင့်လွှတ်ကြောင်းပြောပြပြီးနှစ်သိမ့်ပေးခဲ့ပါတယ်။စီလီယာဟာ Sam စီကိုချင်းကပ်ပြီး172ဆိုတဲ့ကုတ်နံပါတ်လေးတစ်ခုကိုပြောပြလိုက်ပါတယ်။လက်တွေ့ကဘာမှာနိုးလာတဲ့အခါမှာဒီကုတ်ကိုသုံးပြီး Jessica ကိုအောင်မြင်ကယ်တင်ပေးပါလို့မှာကြားခဲ့ပါတယ်။စီလီယာက Sam ရဲ့မျက်နှာကိုခဖဖွဲလေးကိုင်လိုက်တဲ့အချိန်မှာပဲ Sam တယောက်လက်တွေ့ကဘာမှာပြန်လဲနိုးလာပါတော့တယ်။ Sam နိုးလာတဲ့အခါမှာတော့မြင်ကွင်းကသွေးပြက်စရာပါ။ဒါဟာဂုံတင်ကားတစ်စီး break ပေါက်ရာကနေကားတွေအစီးစီးဆင့်တိုက်မိနေတဲ့အကြီးအကျယ်မတော်တဆ green မှုဖြစ်နေပါတယ်။လူပေါင်းများစွာတေဆုံးနေတဲ့အဲ့ဒီလမ်းပေါ်မှာ Sam တယောက်172ဆိုတဲ့တရားကြိုက်တကိုတုံးပြီး Jessica ကိုအချိန်မီရှာတွေ့နိုင်မလား။လက်တွေ့ကဘာရဲ့ကားတိုက်မှုဖြစ်ပွားတဲ့နေရာမှာ Victoria, Roger, Charles နဲ့ Rachel တို့ဟာနေရာမှာတင်တေဆုံးသွားကြပါတယ်။သူတို့တွေဟာတေခါနီးအချိန်မှာ Daniel ပေးတဲ့စမ်းသပ်မှုကိုရှုံးနိမ့်ခဲ့ကြလို့ပါ။ Victoria ကမူရက်ကိုဆက်ပြီးမတ်မောခဲ့တယ်။ Roger ကကာမဂုဏ်ကိုဆက်ပြီးမတ်မောခဲ့တယ်။ Charles ကတော့ရုပ်မာတဲ့စိတ်ကိုမစွန့်လွတ်နိုင်ခဲ့ဘူး။ Rachel ကလည်းအမုန်းထက်ကိုပဲရွေးချယ်ခဲ့တာပါ။ဒါကြောင့်သူတို့ဟာဒုတိယကြိမ်အသက်ရှင်တန်ခွင့်ကိုဆုံးရှုံးခဲ့ရတာပါ။ထူခြားတာကတော့နာတာပါ။နာတာဟာသူ့သမီးကိုတတ်မိသွားရုံတင်မကလူမျိုးရေးခွဲခြားတဲ့အဖြစ်ကလေးတွေကိုကျူးလွန်ခဲ့ပြီးမြန်းသူဟာစိတ်ရင်းမှန်နဲ့နောင်တရရခဲ့ပြီးခွင့်လွှတ်ခြင်းကိုတောင်းခံခဲ့ပါတယ်။အဲ့ဒီလိုစိတ်ရင်းမှန်နဲ့နောင်တတရားကြောင့်ပဲသူဟာဒုတိယကြိမ်အသက်ရှင်ခွင့်ရရှိခဲ့ပြီးမတော်တဆကနေအသက်မသေးပဲကြံရည်ခဲ့ပါတယ်။ Sam ကတော့တတိယတာနဲ့တပြိုင်နက်စီလီယာပေးခဲ့တဲ့တရားခဲ့အတိုင်း Jessica ကိုအသေးထန်လိုက်ရှာပါတော့တယ်။နောက်ဆုံးပါတော့သူဟာကားနံပါတ်172ဆိုတဲ့ကားနံပါတ်ကိုတွေ့ရှိခဲ့ပြီးအဲ့ဒီကားထဲမှာတတိလစ်အင်းနဲ့ Jessica ကိုရှာတွေ့သွားပါတယ်။ Sam ဟာဆေးဘတ်ဆိုင်ရာအကောင်ကူတွေကိုချက်ချင်းခေါ်ယူခဲ့ပြီးဆေးဖွဲ့ရဲ့အင်မတင်အသက်ကယ်နီးနဲ့ Jessica ရဲ့အသက်ကိုအချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။ဒီလိုကယ်တင်နိုင်ခဲ့တာဟာ Sam ရဲ့ကြိုးစားမှုတင်မကပဲသမီးလေးစီလီယာရဲ့ဝိညာဉ်က Sam ကို Jessica ရှိတာစီလမ်းညာပေးခဲ့လို့ပါ။အမုန်းထက်တွေကိုခွင့်လွှတ်ခြင်းနဲ့အစားထိုးလိုက်တဲ့အခါမှာတော့သူတို့နှစ်ယောက်လုံးဟာအမောင်ထောက်ထဲကလွတ်မြောက်ပြီးအလင်းရောင်ရှိတဲ့လက်တွေ့ကဘာကိုပြန်လဲရောက်ရှိလာခဲ့ကြပါတော့တယ်